ကဲဘရောလုံးဝမင်္ဂလာပါ ideo game ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ဆန်းကို room ဘယ်လိုဆော့ရမလဲဆိုတော့ဆန်းရဲ့ room ဆော့တဲ့ play style လေးကိုကျွန်တော်ပြပြပေးသွားမှာပါဒါနဲ့ကျွန်တော် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင်တော့ subscribe လေးလုပ်ခဲ့ပြီးလို့ရပါတယ်ဒီဗီဒီယိုလေးကိုလည်း like နဲ့ comment လေးရေးခဲ့ပြီးလို့နော်ကဲဒါဆိုလို့ရှင်တော့စလိုက်ကြရအောင်ဆန်းကို room ဆော့ဖို့အတွက်ဆိုလို့ရှင်တော့ဆန်းရဲ့ hero nature ကိုအရင်ဆုံးတည်ထားဖို့လိုတယ်ဆန်းကအားလီမှာနည်းနည်း weak ဖြစ်တယ်ဒါပေမဲ့လေကင်းရောက်လာပြီးတော့ item ရလာတဲ့အများဆန်းကတော်တော်လေးကျန်းတယ်သူ့ကိုထိန်းဖို့တော်တော်လေးခက်တယ်ပြီးတော့ရှင်ဆန်းမှာ blitz escape ပါတာဖြစ်တဲ့အတွက်ကြောင့် mobility ကမြင့်တယ်ပြီးတော့လို့ရှိရင်သူ့ရဲ့ ultimate ကကိုပြောက်တဲ့ပုံစံမျိုးနဲ့ enemy skill တွေကို emulate ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုတတ်ဖို့ကတော်တော်လေးခက်တယ်ဒါကကြတော့ဆန်းရဲ့ hero nature ပါဆန်းရဲ့ hero nature ကိုကောင်းကောင်းတည်ထားမှလည်းဒီဆန်းကို run ဆော့တဲ့ဒီ play style ကိုကောင်းကောင်းဖန်တီးလို့ရမှာပါ run ဆော့တဲ့ play style ကဆန်းက run ဆက်မယ်အားလီမှာတက်နိုင်တယ်လို့ဆေးပြီးတော့ဆော့မယ်ကိုက Roma ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ teammate တွေဆော့ရတာအဆင်ပြေအောင်လို့ဘေးရှင်ပြပြီးမယ်ပြီးတော့လို့ရှိရင်တစ်ဖက်ချန်ကလာကိုရှားသူရေးဖတ်နှောက်မယ်လိန်နေရှင်းတဲ့အခါမှာကိုယ့်ရဲ့ teammate နဲ့ပေါင်းပြီးတော့လိန်တူတူရှင်းပြီးတော့ HP စုမယ်အားလီမှာ level 10မပြည့်နေချင်းကိုတယောက်တည်း solo လိန်နေတက်ရှင်းတာမျိုးတွေမလုပ်နဲ့ဘာလို့လဲဆိုကိုယ့်ရဲ့ teammate တွေဝီသွားမှာဆိုလို့ဒီလိုနီးလန့်နဲ့တကွင်းလုံးပတ်နှောက်ပြီးတော့ခါမှာလေကင်းရောက်အောင်ဆွဲခေါ်မှာလေကင်းရောက်သွားပြီဆိုလို့ရှိရင်တော့ဆန်းကသူ့ရဲ့အချိန်ဖြစ်သွားပြီအဲ့ချိန်ကြာလို့ရှိရင်ဆန်းကိုထိန်းဖို့ကတော်တော်လေးခက်သွားပါပြီဒီ play style ဆောင်းနိုင်မှုအတွက်အဓိကကြတော့ဆန်းက movement speed မြန်ရမယ်ပြီးတော့ရှင်သူ့ရဲ့ skill တွေက9000နည်းနေရမယ်ဒါမှလည်းဒီ play style ကိုကောင်းကောင်းဆော့လို့ရမှာဒီအတွက်ကြတော့သူ့ရဲ့ item နဲ့ emblem တွေကသူ့ကိုအထောက်အကူပြုပါလိမ့်မယ်ဒီ play style မှာ item နဲ့ emblem တွေကလည်းအဓိကကျပါတယ် emblem ယူတဲ့အခါမှာအဓိက main emblem အနေနဲ့ကြတော့ support emblem ကိုပဲယူမှာပါ support emblem မှာဆိုလို့ရှိရင် healing effect လည်းပါတယ် cooldown reduce လည်းပါတယ်ပြီးတော့လို့ရှိရင် movement speed လည်းပါတယ်ဒီ play style ဆော့ဖို့အတွက်ဒီ emblem ကအသင့်တော်ဆုံးပါတဲလက်ယူတဲ့အခါမှာပထမဆုံးတဲလက်အနေနဲ့ဆိုလို့ရှိရင်တော့ agility ကိုယူမှာပါ agility က side movement speed ကိုတိုးပေးမှာပါနောက်ထပ်တဲလက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ awareness ကိုယူမှာပါ awareness ကကြတော့ sun ကိုဒီ champion ဆုံးနဲ့မြင့်တစ်ချောင်းမှာသူ့ရဲ့ movement speed ကိုတိုးပေးမှာပါနောက်ဆုံးတဲလက်အနေနဲ့ဆိုလို့ရှိရင်တော့ temporary region ကိုယူမှာပါ temporary region ကကြတော့ sun ရဲ့ skill ရဲ့ကိုယ်တော်ကို short ချပေးမှာပါဒီ emblem ဇက်ကကြတော့ဒီ play style ဆော့ဖို့အတွက်အသင့်တော်ဆုံး emblem ဇက်ပါကဲ item bay ကိုကြတော့ကျွန်တော်ကူပြထားတဲ့ item bay နဲ့ဆော့စီချင်ပါတယ်ဒီ item bay မှာဆိုလို့ရှိရင်အရင်ဆုံးဖနက်တွေထဲမှာအများဆုံးဖနက်ကိုဆက်ထားပါတယ်ပြီးတော့ရှင် wing dog ကကြတော့ sun ရဲ့ movement speed ကိုတိုးစေပါတယ်ပြီးတော့လို့ရှိရင်တန်နာဘက်ကကြတော့ sun ရဲ့ hybrid defense ကိုလည်းတိုးစေတယ်ပြီးတော့ရှင် sun ကိုလည်း movement speed တိုးစေပါတယ်နောက်ထပ်အနေနဲ့ great dragon spear GDS ကလည်းဆန်းကို9000 short ချပေးတယ်ပြီးတော့ရှင်ဒီ GDS က passive ကကြတော့ဆန်းအနေနဲ့ ultimate 3မိတဲ့အခါမှာရုပ်တည်ရဲ့ movement speed 30%ကိုတိုးပေးအောင်မှာပါနောက်ထပ်အနေနဲ့ endless battle ကကြတော့ဆန်းရဲ့9000ကိုလည်း short ချပေးတယ်ပြီးတော့ရင် movement speed ကိုလည်းတိုးပေးပါတယ်နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ Dominion Ice ကကြတော့ enemy ကိုလည်းတွေးပိတ်တယ်ပြီးတော့ရှင်ဆန်းအနေနဲ့ movement speed လည်းရပါတယ်ဒီ play style အတွက်ဆိုလို့ရှိရင်တော့ဒီ item ပေးကအကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ကဲနောက်မှာ gameplay လေးကိုအတူတူကြည့်ကြည့်ရအောင်ဘာလို့ဒီမှာကြည့်ကြည့်လိုက်ဆန်းက item စုံသွားပြီဆိုတာနဲ့သူ့ရဲ့ movement speed ကတော်တော်ကြီးကိုမြန်တယ်ဒီနေရာမှာဆိုလို့ရှိရင်ဆန်းကိုပေါင်းပြီးတော့တစ်ဖက်က enemy တွေတက်ဖို့လုပ်တာဒါပေမဲ့ဆန်းကမတည်တော့ဘူးဒီလို3-4ခါလောက်ရှိရဲဒါပေမဲ့ဆန်းကတစ်ခါမှမတည်တော့ဘူးenemy က team fight battle တွေမှာနိုင်တယ်ဒါပေမဲ့သူတို့ကဆန်းကိုလိမ့်သိမ်းမှာမထိန်းနိုင်ဘူးဒါကြောင့်မလို့သူတို့နောက်ဆုံးမှာ free weight တွေပြီးတော့ tower တွေကနေအပြင်တော့ဒေချာ6ခွင့်ရတော့ဘူးနောက်ဆုံးမှာတော့သူတို့ရှုံးပေးလိုက်ရတယ်Now? Initiate retreat! Your team destroyed! Catch! Double trouble! Nimbus strike! Solo kill! Monster kill! Next time bring your whole Initiate retreat! I'm everywhere! Initiate retreat! Technique! I intend to check! Launch attack! Initiate
chance.